အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူကကိုလေးလာနေတဲ့ဘာသာရဲ့ဒါမှမဟုတ်လဲဖြည့်စွာမဲ့စာမေးပွဲတွေအင်တာဗျူးတွေမှာအမြင့်ဆုံးရလိုက်ရမယ်လို့ပြောရင်ဘယ်လိုခံစားရလဲမဖြစ်နိုင်ဘူးမရနိုင်ဘူးလို့စဉ်းစားမိတယ်ဆိုရင်တော့အဲ့ဒီလိုအတွေးတွေကိုပြောင်းလဲပေးနိုင်ဖို့အတွက်ဒီဗီဒီယိုလေးကအကူအညီဖြစ်ပါလိမ့်မယ်Hello အားလုံးပဲမင်္ဂလာပါ Daily Dose by Kiri Channel မှာ Kiri ဖြစ်ပါတယ် Kiri ကဒီနေ့မှာကိုလေးလာနေတဲ့ဘာသာရပ်တွေဖြည့်ဆို့ရမယ့်စာမေးပွဲတွေမှာကိုယုံကြည်မှုအပြည့်နဲ့အကောင်းဆုံးရလဒ်တွေရရှိနိုင်မှုအတွက်နေ့တိုင်းထပ်တလဲလဲရွတ်ဆိုတဲ့စကားလုံးတွေကိုပြင်ဆင်ထားပါတယ်အခုအစဉ်သင်းဖြစ်ပြီဆိုရင်ဒီစကားလုံးတွေကိုအတူတူလိုက်ရွတ်လို့ရပါတယ်ငါဟာအရာရာကိုမြင်မြင်ဆန်ဆန်သင်ယူနိုင်တဲ့သူဖြစ်တယ်ငါရဲ့မှတ်သားနိုင်စွမ်းဟာထူးခြားကောင်းမွန်တယ်ငါဟာဘယ်လိုပတ်ဝန်းကျင်မှမဆိုအာရုံစိုက်ပြီးသင်ယူနိုင်တယ်ငါဖတ်သမျှလေးလာထားသမျှအရာအလုံးကိုတည်တည်ချာချာမှတ်မိတယ်ငါဟာအခက်ခဲဆုံးအရာတွေကိုတော့နားလည်နိုင်စွမ်းရှိတယ်ငါဟာစာဖတ်ရတာကိုသဘောကျပြီးဖတ်သမျှကိုလည်းဆွဲမြဲစွာမှတ်မိတယ်ငါဟာအချိန်တို့အတွင်းမှာအများကြီးသင်ယူနိုင်စွမ်းရှိတယ်ငါဟာတစ်နေ့ထက်တစ်နေ့ပိုပြီးတော်လာတယ်ငါရဲ့အသိဉာဏ်ဟာကျယ်ပြန့်ပြီးထက်မြက်တယ်ငါဟာအာရုံစူးစိုက်မှုအလွန်ကောင်းသူဖြစ်တယ်ငါရဲ့စိတ်ဟာအမြဲတမ်းတက်ကြွပြီးအသစ်တွေကိုလက်ခံဖို့အဆင်သင့်ဖြစ်နေတယ်ငါလေ့လာထားတဲ့အကြောင်းအရာတွေကိုလိုအပ်တဲ့အချိန်မှာချက်ချင်းပြန်အသုံးချနိုင်တယ်ငါရဲ့သင်ယူနိုင်စွမ်းဟာအကန့်အသတ်မရှိပါငါရဲ့မှတ်ဉာဏ်ကကြည်လင်ပြီးထက်မြက်တယ်ငါမှာမကုန်ခမ်းနိုင်တဲ့သင်ယူလိုစိတ်တွေရှိတယ်ငါရဲ့မှတ်ဉာဏ်ဟာတစ်နေ့ထက်တစ်နေ့ပိုပြီးကောင်းမွန်လာတယ်ငါရဲ့အုံနောက်ဟာအချက်အလက်တွေကိုစနစ်တကျမှတ်သားနိုင်စွမ်းရှိတယ်ငါမှာထက်မြက်တဲ့ဉာဏ်ရည်ဉာဏ်တွေရှိတယ်ငါဟာအောင်မြင်တဲ့သင်ယူသူတစ်ယောက်ဖြစ်ပါတယ်ဒီ affirmation စကားလုံးတွေကိုရွတ်ဆိုတဲ့အခါမှာဒီစကားလုံးတွေကတကယ်ကိုဖြစ်နေတဲ့အတိုင်းစိတ်ထဲမှာယုံကြည်ပြီးတော့ရွတ်ဆိုရပါမယ်။မှန်ရှိမှရွတ်ဆိုနိုင်တယ်ဆိုရင်တော့ပိုပြီးတော့ကောင်းပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်။ Kiri ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်။